Hello ဒီနေ့ Missy Web Partner ဖရားကြီးကိုတွားရောက်ဖွင့်ပြခဲ့ပါတယ်။ဖရားကြီးကမြန်မာလိုဆိုရင်တော့ကြောက်စိန်ဖရားကြီးလို့လူသိများတာပေါ့နော်။တွားချင်တဲ့သူတွေအတွက်ကကြတော့ What the Cat ပူရာကနေပြီးတော့ Cycle Carry ဘတ်30နဲ့ငှားစီးပြီးတော့တွားလို့ရပါတယ်။ Missy ကတော့ကိုယ်ဆိုင်ကယ်နဲ့ကိုတွားတာဖြစ်လို့ location ထောက်ပြီးတော့တွားရောက်ခဲ့ပါတယ်။ကြာချိန်ကတော့တနာရီနီးပါးတော့မောင်းရတယ်ရှင်။အတွင်းထဲဒီဆိုင်ကယ်ဝင်လို့ရတယ်ဆိုတော့လမ်းလျှောက်စရာမလိုတော့ဘူးပေါ့နော်။အခုချိန်ကတော့ဖရားကြီးကိုပြုပြင်နေစေဖြစ်လို့မကြခင်မှာတော့ဖရားကြီးကပြီးပါတော့မယ်။ဖရားရဲ့ညံတော်အမြင့်69မီတာတောင်ရှိပြီးတော့တကဘာလုံးမှာအမြင့်ဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော့9ဆူတွေကတဆူဖြစ်ပါတယ်။ဒါကတော့ဖရားဝင်းတွင်းမှာရှိတဲ့မြေပုံပေါ့နော်။ဒီဝင်ချင်းမှာပဲဖရားကြီးကိုစပြီးတော့မြင်တွေ့နေရပါပြီ။မီစီကတော့ဂျားရက်ပဲရောက်ဖြစ်ပါတယ်ဂျားရက်ဆိုရင်တော့လူနည်းနည်းလေးပါတာဖြစ်တဲ့အတွက်ဖះကြီးကိုအေးအေးချမ်းချမ်းနဲ့ဖူးမြော်နိုင်လို့ပါပိတ်ရက်ဆိုရင်တော့လူများတယ်လို့သိထားတဲ့အတွက်မီစီတော့ပိတ်ရက်ကိုတော့ရှောင်ပါတယ်ဖះကြီးရောက်ဖြစ်တယ်ဆိုလို့ရှိရင်ဖះကြီးရဲ့နောက်ဖက်မှာငါးစာလည်းကျွေးလို့ရတယ်တပုံတွေလည်းလှရိုက်လို့ရပါတယ်ငါးတွေဆိုလည်းအများကြီးပဲဒီနောက်ဖက်မှာလည်းနောက်ထပ်ဖះဝင်းကြီးတစ်ခုလည်းရှိပါသေးတယ်ဖရားကြီးရဲ့နောက်ဘက်မှာလှည့်စည်းလို့ရတဲ့နေရာလေးတွေလည်းရှိပါတယ်။နိုင်ငံခြားသားဧည့်သည်တွေတော့အများကြီးပဲ။မီစီသွားတဲ့နေရာတော့မှဂျားရဲဖြစ်တာတော့မှလူကအရင်ကြီးတော့မများပေမဲ့လည်းနိုင်ငံခြားသားဧည့်သည်တော့တော်တော်များတယ်။ဒီနေရာလေးကတော့ဒီကုနာတံတားပေါ်ကနေလှမ်းကြည့်ပြီးတော့တွေ့ရတဲ့နေရာလေးကိုမီစီကဖျားဝင်းလေးကဖြတ်ပြီးတော့သွားလိုက်တာပေါ့နော်။အဲ့မှာဒါကြတော့ဒါလှေစိတ်ပေါ့ဒီကနေဒီလှေကပ်ပြီးတော့စီးရတဲ့နေရာလေးအောက်မှာလည်းငါးတွေအများကြီးပဲငါးတွေဆိုရင်တော့သူငါခူတွေများတာငါခူငါးကြီးတွေဆိုအကြီးပဲငါးကြီးတွေကလူရောက်လာတဲ့သူတို့ကအပေါ်တက်ပြီးတော့အစာလာတောင်းကြပြီကြတော့မီစီတို့တောက်ခဲ့တဲ့ဒီကိုကိုနတ်မရှိအေးဆိုင်လေးပေါ့နော်ဒီဆိုင်မှာရတဲ့အေးထဲမှာမီစီတောက်ခဲ့တာတော့ဒီကိုကိုနတ်မရှိလေးကိုတောက်ခဲ့တယ်ကိုကိုနတ်မရှိလေးကတော်တော်ကောင်းတယ်ပေးရတဲ့အရာသာနဲ့သူပြန်ရတဲ့ quality လေးကတကယ်တမ်းနဲ့ဈေးကလည်း35ဘတ်ထဲအထဲမှာကပြည့်နှစ်နေတော့မှသူကအပေါ်မှာအုံးသီးပလေးတောင်ပါသေးတယ်အရန်ကောင်းနေပြီးတော့ဒီဖျားဝင်းထဲမှာကော်ဖီဆိုင်လေးလည်းရှိသေးတယ်။မင်းစီတို့တော့ကော်ဖီဆိုင်လေးတော့ဝင်မထိုင်ခဲ့ဘူး။ကိုကဖျားလာတာဖြစ်တဲ့အတွက်ဖျားကိုပဲဒီမပိတ်ခင်အချိန်လေးမှာပေါ့နော်။ရအောင်လာခဲ့တာပါ။ဖျားကြီးကတော့ပုံမှန်ဆိုရင်တော့ဒီဖျားကြီးဝင်းထဲကတော့ဝင်လို့ရတယ်။ဒီကြောက်စိမ်းနောက်ဘက်ကကြောက်စိမ်းဖျားကကြတော့ညနေ6နာရီဆိုလို့ရှိရင်တော့ပိတ်ပါပြီ။အတွင်းထဲမှာကကြတော့ဓာတ်လေကားနဲ့လည်းတက်လို့ရတယ်ဒါပေမဲ့မီစီတို့ကကြတော့ခြေထောက်နဲ့ပဲတက်ခဲ့ပါတယ်အပြန်တော့ဒီဓာတ်လေကားနဲ့ပဲဆင်းခဲ့တယ်ပေါ့နော်အောက်မှာဗုဒ္ဓရုပ်ပွားတော်တွေနဲ့ရှေးဟောင်းအမွေနှစ်တွေကိုပြသထားတဲ့ပြတိုက်လည်းရှိပါတယ်ဒါကတော့အပေါ်ဆုံးတက်မှာရှိရဲ့ကြောက်စိမ်းဖျားကြီးပါကြောက်စိမ်းဖျားကြီးကနေအပြင်ကိုထွက်လိုက်တာနဲ့ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကိုလှမ်းမြင်နေရပါပြီအပေါ်ဆုံးကိုရောက်တာနဲ့တကယ်စိတ်ကိုကြည်လင်ပြီးတော့ဘဝအမောတွေကိုတကယ်ပြပြောက်စေတဲ့နေရာလေးပါအပေါ်ကနေလှမ်းကြည့်လိုက်လို့ရှိရင်ဒီမှာဒါလှေလေးသွားနေရတယ်မြင်ရမယ်ပြီးတော့အဲ့ကနေဆင်းသွားလို့ရှိရင်ငါးကန်လေးကိုရောက်မယ်ပေါ့နော်ငါးကန်လေးကတော့ကြိုက်တဲ့သူကျွေးလို့ရတယ်ငါးစာတစ်ခါကျွေးရင်10ဘတ်ပေးရပါတယ်အဲ့တော့မီစီတို့အဲ့နေရာလေးကိုရောက်ပြီးတော့ငါးလေးတွေကိုစာကျွေးခဲ့ပါတယ်ဖျားကြီးကတကယ်ကိုအေးချမ်းလွန်းလာလို့မီစီတို့နောက်တစ်ခေါက်ထပ်သွားပါဦးမယ်ကဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးတတာနောက်ဗလော့လေးမှာပြန်တွေ့မယ်နော်